ရှင်တွေကလှုပ်ဆော်တဲ့စေတနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တယ်မှန်ပါဗျာစေတနာဟံဘိက္ခွေကမ္မဝရမိလို့ပြောဆိုကြပြီမဲ့နိဗ္ဗေဒိကသုတ်တစ်ခုမှာပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့စီရွယ်ချက်တွေလှုံ့ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်ကမ္မပစ္စယောမှာကြည့်လိုက်လို့ရှိရင်စေတနာကိုကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စယောဆိုတာစေတနာကိုအဓိကထားပြီးဟောတာအဲ့တော့စေတနာလဲကံပဲသူများပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘကိုယ်ဟာဖြစ်ခြင်းနဲ့အဘိဓါဆိုတဲ့လောဘဒုတိယကိုပျက်စီးသွားစေခြင်းနဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ်အဲ့လောဘနဲ့ဆန့်ကျင်မဲ့အလောဘဗျာပါဒနဲ့ဆန့်ကျင်တဲ့အဗျာပါဒမေတ္တာသမာဓိဋ္ဌိဆိုတဲ့ကံကံရဲ့ကျိုးလက်ခံတဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေတနာနဲ့စေတသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါတွေကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကဘာလို့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုယ်ဒီလေ mental action တို့ verbal action တို့ physical action တို့ပေါ့နော်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေလို့အဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာ